ဒီလေ့ကျင့်ခန်းလေးကတော့ကံအားတိုးလာစေတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ကျွန်တော်တို့ချက်လောက်ကြည့်ပေးအောင်ဒီခြေတောက်လေးကဒီဘောင်ပေါ်ရဲ့ဖနောက်လေးနဲ့ဒီလိုထောက်ထားရမှာဖြစ်ပါတယ်ကွက်ထိုင်လေးဒီပေါင်ရဲ့တင်သားရဲ့တင်းလာစေပြီးတော့ကံအောင်ပို့ပြီးတော့တိုးလာစေမှာဖြစ်ပါတယ်လုပ်ပြပေးမယ်လေ့ကျင့်ခန်းလေးကတော့ jump squat ဆိုတဲ့လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကတော့ကျွန်တော်ကန်အောင်ပို့ပြီးတော့တိုးလာစေမယ့်လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကတော့ကျွန်တော်ဒီခြေထောက်ဖက်ချင်းစီကိုအားပြုပြီးတော့ကျွန်တော်ဘေးလန့်ကောင်းလာစေတဲ့ရည်ချက်ချင်းဖြစ်ပါတယ်အဲဒါကိုကျွန်တော်ဒီချက်လောက်ပဲကြည့်ပေးပါတော့ပညာလုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလုပ်တဲ့အချိန်မှာလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာခန္ဓာကိုယ်ဘေးလန့်ကိုအုံလေးထိန်းထားရမှာဖြစ်ပါတယ်channel နဲ့ကြိုဆိုပါရစေကျွန်တော်အခု shooting power တန်ကြီးလေးကိုကျွန်တော်ညဝေပေးမှာဖြစ်ပါတယ်တော်တော်များများ power ထည့်ပြီးကန်ချင်တယ်ပြီးတော့ပြစ်ပြီးချင်တယ်ဆိုရင်ကျိုးစာမားနေတာကျွန်တော် share နေလုပ်ပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ဘောလုံးရဲ့ထိချက်ကိုအရင်ဆုံးဟိုက technique ပိုင်းနေဒီထိချက်ကိုဟိုကတိထားမှ power ဘယ်လိုထည့်ပြီးကန်ရမလဲဆိုတော့ကျွန်တော်လေ့လာပြီးတော့ကန်တာအကောင်းဆုံးပါပဲshooting power ဘယ်လိုထည့်ရမလဲဘောလုံးကိုဘယ်နာချက်ကန်ရမလဲဆိုတော့ခြေထောက်အနေအထားတွေဘယ်လိုရှိလဲဆိုတော့ကျွန်တော် share နေလုပ်ပေးမှာဖြစ်ပါတယ်ဘောလုံးရဲ့အလယ်ကိုဖြတ်ကန်ရမှာဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုကန်ရမလဲဆိုတော့ကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်ကျွန်တော်ချက်လောက်လိုက်ကြည့်ကျွန်တော်တို့ဘောလုံးရဲ့တဝက်ကိုကျွန်တော်ဖြတ်ကန်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီဘူးလေးနဲ့ကျွန်တော်တို့ဘယ်လိုကန်လဲဒီတဲ့ချေကအရင်အရေးကြီးပါတယ်ဒီတဲ့ချေကရှေ့ကိုလည်းကြော်လို့မရဘူးနောက်လည်းစုပ်လို့အရင်မြန်ဘောလုံးနဲ့တရားတဲ့ရှိမှကျွန်တော်တို့ပါဝါဆိုတာထိတ်ကန်ရအောင်ဖြစ်ပါတယ်ကျွန်တော်တို့တပတ်ကို3-4ရက်လောက်ကျွန်တော်အကြိမ်20ကနေ30အထိ shooting power ကိုကျွန်တော်လေ့ကျင့်စေချင်ပါတယ်အရေးကြီးဆုံးအချက်ကကျွန်တော်တို့ကန်ချက်ပြင်းတာကအားတက်တဲ့ကြောင့်မဟုတ်ပါဘူးဒီတက်နဲ့မှန်ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့အားကိုဘောလုံးပေါ်လွှဲပြောင်းပေးနိုင်မှာကန်ချက်ကပိုပြီးပြင်းလာတာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Jackie Football Channel လေးကိုကျွန်တော် comment အောက်မှာချထားပေးမှာဖြစ်ပါတယ်ဒါရဲ့ subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်